ဖုန်းအားခံအောင်ဘယ်လိုမျိုးလုပ်အောင်လဲဆိုပြီးတော့မိမိနေကြတဲ့ customer လေးတွေအတွက်ကျွန်တော်ဒီနေ့ပြပြပေးမယ်ကိုဖုန်းရဲ့အားကို20အောက်ရအောင်မသုံးတာအကောင်းဆုံးပဲဖုန်းအားသွင်းမယ်ဆိုရင်လည်း80ရာခိုင်နှုန်းအထိအတွင်းတာကတော့အသင့်တော်ဆုံးပါပဲကိုဖုန်းရဲ့အားကို limit ထားလို့ရတဲ့နည်းလဲကျွန်တော်ပြပြပေးမယ်ကျွန်တော် setting နဲ့သွားမယ်ပြီးရင် battery တွေကိုကျွန်တော်ဝင်လိုက်မယ်ဒီအောက်လေးမှာဆိုရင် battery health and charging ရှိရယ်ဒီမှာ optimize battery charging နဲ့မှာဆိုရင်80ကို limit ထားလို့ရတယ်ဒါဆိုရင်ကိုက80ရောက်တဲ့အထိတကူတကလိုက်ကြည့်နေစရာမလိုတော့ဘူး80ပြည့်တာနဲ့ auto အားဖြတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနောက်တဲ့တနည်းအားကြတော့ကျွန်တော် search bar မှာ standby ဆိုပြီးတော့ရှာလိုက်မယ်ဒီမှာဆိုရင် standby app ဆိုပြီးတော့ရှိတယ်ဒီ apps တွေထဲမှာဆိုရင်ကိုအသုံးပြုတဲ့ apps နဲ့အသုံးမပြုတဲ့ apps တွေကိုခွဲခြားပြီးတော့ကြည့်လို့ရတယ်ကိုအသုံးမပြုတဲ့ application ကဥပမာ active ဖြစ်နေတဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်တို့ကနှိပ်ပြီးတော့ restrict လုပ်လိုက်လို့ရတယ်ခင်ဗျာဒီအောက်ဆုံးက restrict ကိုနှိပ်လိုက်လို့ရတယ်တခါတလေကိုအသုံးမပြုဘဲနဲ့ background မှာသူ့အတူ run နေရဆိုရင်လည်းဖုန်းအားကကုန်တတ်တယ်ဆိုတော့ဒီနည်းလမ်းလေးကိုလည်းအသုံးပြုလို့ရပါတယ်ကိုယ့်ရဲ့ battery က90ခန်းတော့အောက်40 30လိုမျိုးရောက်တဲ့အခြေအနေမှာဆိုရင်လည်းကျွန်တော် battery saver မှုလေးကိုအွန်ပြီးတော့အသုံးပြုမယ်ဆိုရင်ကိုယ့်ရဲ့ဖုန်း battery ထိခိုက်မှုကိုလည်းလျှော့ချနိုင်မှာဖြစ်ပါတယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ